ကဲဒီနေ့မှာတော့ကျွန်တော်တို့စက်ရုံမှာကျွန်တော်နေ့တူကလုပ်နေရတဲ့အလုပ်တွေကတစ်ခုဖြစ်တဲ့ဟိုပစ္စည်းအထွက်စင်းလေးပေါ့နော်ဂျူမိုးဟာလေးပေါ့ကျွန်တော်အဲ့မှာအခုဆိုရင်တော့ကျွန်တော်ပစ္စည်းလေးကိုကြည့်လိုက်တယ်ကြည့်ပြီးတော့ဒီပစ္စည်းကိုကျွန်တော်အချောင်း80ဖယ်ရမယ်ဆိုတော့ပစ္စည်းအချောင်း80ကိုကျွန်တော်ရီတယ်ရီပြီးတော့ကျွန်တော်အခုအဲ့ဖယ်လိုက်တယ်ပေါ့နော်အဓိကတော့ကျွန်တော်ကအဲ့လိုမျိုးစာရွက်တွေအများကြီးရောက်လာပြီဆိုရင်တော့နည်းနည်းအလုပ်ရှုပ်တယ်ပေါ့နော်ဒါကတော့အလုပ်ပြန်ကန်နေသေးမလို့တရွက်တည်းရှိတော့ကျွန်တော်တရွက်ပဲဒါပြင်ပေးရတာပေါ့အဲ့လိုမျိုးပစ္စည်းတွေကတော့ကျွန်တော်တို့ဒီနောက်မှာမြင်နေရတဲ့ဒီစင်တွေထဲမှာတော့ပစ္စည်းတွေကတော့ရာကျော်ပြီးရှိတာပေါ့နော်အဓိကတော့ဘယ်ပစ္စည်းဘယ်နေရာမှာရှိတယ်ဆိုတာမျိုးတော့သိနေရမှာပေါ့အဓိကတော့စာရွက်ကိုကြည့်လိုက်ပြီဆိုရင်တော့ဒီပစ္စည်းကဘယ်နေရာမှာရှိတယ်ဘယ်နေရာဟာကိုဘယ်လိုထုတ်ပြီးတော့ဘယ်လိုယူလာပြီးတော့ဘယ်လိုလုပ်ရမလဲအဓိကတော့ကိုရီးယားလူမျိုးတွေကတော့သူတို့ကတော့အမြန်ဆုံးနဲ့ဟိုတင်မြန်ဆုံးနဲ့ပြီးတာမျိုးတော့လိုချင်တာပေါ့နော်အဓိကတော့ဒီ forklift မောင်းတာလည်းနည်းတော့အန်ရများတယ်ပေါ့နော်အခုဆိုရင်တော့စင်ဟိုးထိတ်ကြီးထီကိုကျွန်တော်လှမ်းတင်ရတာပေါ့အဲ့လိုမျိုးပေါ့အဓိကတော့နည်းနည်းလေးမှားယွင်းလေးဖြစ်သွားလို့ပြုတ်ကျကျွန်တော်ဆက်စမမောင်းခြင်းသွားဆိုလို့ပြုတ်ကျတာမျိုးတွေလည်းရှိခဲ့တယ်ပေါ့ဒါကတော့ကျွန်တော်နေ့တူကလုပ်နေရတဲ့လုပ်တွေကတစ်ခုဖြစ်တဲ့အရာလေးပေါ့နော်အခုဆိုရင်တော့ကျွန်တော်ဒါတင်ပြီးတော့ကျွန်တော်ပြန်ထွက်လာတယ်ပေါ့ပြန်ထွက်လာပြီးသွားလို့ရှိရင်ကျွန်တော်အခုဒီကိစ္စကိုကျွန်တော်ပြန်ပြီးအားသွားသွင်းမယ်ပေါ့နော်ဒါကတော့ကျွန်တော်လုပ်ပြန်ကန်နေတိုင်းကျွန်တော်လုပ်ရတဲ့အရာလေးတစ်ခုပေါ့ကဲကျွန်တော်ဒါလေးကိုအားလုံးကိုလာပြီးတော့ပြောပြတာပါလို့ကဲအားလုံးပဲကျေးဇူးတင်ပါတယ် thank you